ကောင်းကင်ဘုံနက်ပြည်မှာတော့ကြောက်စိမ်းဧကရစ်ကသူ့ရဲ့နမင်းပြန်တွေကိုစီးပြီးအေးဆေးချေးနေပါတယ်။အဲ့ဒီချိန်ငကားမင်းရောက်လာပြီးကြောက်စိမ်းဧကရစ်စီးနေတဲ့မြင်းကိုမီးနီဖြတ်တဲ့ကားတွေလိုအသေးအတန်တားလိုက်ပါတယ်။အဖြူအောင်ကျန်နမင်းကလည်းငကားမင်းကခွင့်မတောင်းမဲ့နက်ပြည်တက်လာလို့နောက်ကနေအသေးအတန်လိုက်လာပါတယ်။အခြေအနေကိုသဘောပေါက်သွားတဲ့ကြောက်စိမ်းဧကရစ်ကငကားမင်းကိုဘာလို့ဒီလောက်တောင်ကြောက်နေရလဲဆိုပြီးဒိမ်းမေးချလိုက်ပါတယ်။အဲ့ဒါနဲ့ငကားမင်းလည်းပန်းသီးတောင်မြောက်ဘရင်စိုးဝန်ခုံးကသူတို့ငကားပြည်ကိုလာပြီးသူတို့ရဲ့ရေသနာပစ္စည်းတွေကိုဖလာကြီးကျိတ်သွားတယ်ဆိုပြီးတောက်လျှောက်တိုင်ပါတော့တယ်။ပြီးတော့ဝူခုံးကိုသူတို့မနိုင်တဲ့အတွက်နက်စစ်တီတွေကိုဆေးလွတ်ပြီးအပြစ်ပေးဖို့အတွက်လည်းကြောက်စိမ်းဧကရစ်ကိုတောင်းဆိုလိုက်ပါတယ်။ကြောက်စိမ်းဧကရစ်လည်းသမုဒ္ဒရာကြီးတစ်ခုလုံးတောင်ပိုင်တာဒီမြောက်လေးတောင်မနိုင်လို့ဆိုပြီးတော့ငကားမင်းကိုအပြစ်တင်နေပါတယ်။ငကားမင်းလည်းစိုးဝန်ခုံးက200-900လောက်ကိုအောင်ပြီးတိုင်းချင်းလာတာဖြစ်တဲ့အတွက်မနိုင်ကြောင်းနဲ့ဒီလိုလောက်တာတွေကကြောက်စိမ်းဧကရစ်ကိုမကျေနပ်လို့လောက်တာပါဆိုပြီးပလိန်ဂုံးတိုက်လိုက်ပါသေးတယ်။အဲ့ဒါနဲ့အဖြူအောင်ကျန်တဲ့မင်းလည်းအပြစ်ပေးမဲ့စာနက်ပြည်မှာအလုပ်လေးတစ်ခုလောက်ပေးလိုက်ပါလားဆိုပြီးကြောက်စိမ်းဧကရစ်ကိုအကြံပေးလိုက်ပါတယ်။ပြီးတော့နက်ပြည်ကမြင်းတွေကိုထိန်းဖို့မြင်းထိန်းလုပ်ကိုပေးလိုက်ပါလားဆိုပြီးပြောတဲ့အတွက်ငကားမင်းလည်းနက်ပြည်ရဲ့တော်တော်နှိမ့်ကြတဲ့အလုပ်ဖြစ်နေတဲ့အတွက်ကောင်းတယ်ဆိုပြီးဝင်ပြီးထောက်ခံပါတယ်။အဲ့ဒါနဲ့ကြောက်စိမ်းဧကရစ်လည်းအဖြူအောင်ကျန်တဲ့မင်းကိုမင်းမဲဆက်လုပ်လိုက်တော့ဆိုပြီး I gonna take my horse to the old town road ဆိုပြီးမြင်းစီးပြီးထွက်ခွာသွားပါတယ်။ပန်းသီးတောင်မြောက်တိုင်းပြည်မှာတော့မြောက်အဖိုးကြီးကနေရောင်မရှိရင်အပင်မရှိပန်းမင်မရှိရင်ငှက်များလည်းမရှိနေကိုချစ်တာနေကြရေကိုချစ်တာရေကြနေကိုချစ်တာငါပါဆိုပြီးမြောက်ကလေးလေးတွေကိုတော်ကီဖုတ်နေပါတယ်။အဲ့ဒီချိန်သေးပေါက်ရှင်နေတဲ့မြောက်တကောင်ကသေးပေါက်ဖို့အတွက်ရေတကွန်နားကိုထွက်လာပါတယ်။ကောင်းကင်ကဆင်းလာတဲ့အဖြူအောင်ကျန်တဲ့မင်းလည်းသေးပေါက်ဖို့ထွက်လာတဲ့မြောက်နဲ့တွေ့ပြီးငါနက်ပြည်ရလာတာမင်းတို့ရဲ့ဘရင်ကြီးနဲ့တွေ့ချင်လို့ဆိုပြီးပြောပါတယ်။အဲ့ဒါနဲ့မြောက်လေးလည်းနက်ပြည်တွေမူလီပြည်တွေနားမလဲကိုငါတို့ဘရင်ကြီးနဲ့ဒီချိန်တွေ့လို့မရဘူးဆိုပြီးအဖြူအောင်ကျန်တဲ့မင်းကိုတားပါတယ်။နတ်မင်းလည်းတားနေတဲ့မြောက်လေးကိုကြောက်တုံးဖြစ်ပြောင်းပြီးဝူခုံးနဲ့တွေ့ဖို့သူ့ဟာသူရေတကွန်ထဲကိုဝင်သွားပါတယ်။ဂူထဲမှာဟိုဒီလျှောက်ကြည့်ရင်တရားထိုင်နေတဲ့ဆုံးခုံကိုတွေ့သွားပါတယ်။ဝူခုံးကငါနက်ပြည်ရလာတဲ့အဖြူအောင်ကျန်နတ်မင်းမှာဘာညာမိတ်ဆက်ပေမဲ့ဝူခုံးကတုတ်တုတ်မလုပ်တဲ့အတွက်ဟန်ဆောင်နေရထင်ပြီးစူပါမန်လိုမျက်လုံးကနေရောင်ကြည်ရင်နဲ့ပြစ်လိုက်ပါတယ်။ရောင်ကြည်ရင်နဲ့ပြစ်နေပေမဲ့ဝူခုံးကကောင်မလေးအဘွားပေးသလောက်တောင်ရေမခုံလို့အဖြူအောင်ကျန်နတ်မင်းလည်းဝူခုံးကိုအထင်ကြီးသွားပါတယ်။အဲ့ဒါနဲ့ဝူခုံးကအရန်ချမ်းတာပဲဆိုပြီးကောင်းကင်ကိုသွားပြောဖို့လုပ်နေတဲ့အချိန်မှာဝူခုံးကသူ့နောက်ကရောက်လာပြီးသူ့ကိုဘာလာလုပ်တာလဲဆိုပြီးမေးလိုက်ပါတယ်။အဖြူအောင်ကျန်နတ်မင်းလည်းဝူခုံးကိုနက်ပြည်ကမြင်းထိန်အရာရှိဖြစ်ခန့်ဖို့ဆေလွတ်လိုက်တာဖြစ်တဲ့ကြောင်းပြောတဲ့အတွက်ဝူခုံးကမြင်းထိန်ကမြင်းထိန်မဲ့အရာရှိအရာမရှိရှိသေးလို့လားဆိုပြီးအထွန်းတက်လိုက်ပါတယ်။ပြီးတော့ငါကောင်းကင်မှာမြင်းထိန်နေငါ့မြောက်လေးတွေကိုဘယ်သူကအစာကျွေးမှလဲဘယ်သူကစောင့်ရှောက်မှလဲဆိုပြီးအဖြူအောင်ကျန်နတ်မင်းကိုထပ်ပြောလိုက်ပါတယ်။နတ်မင်းလည်းနက်ပြည်မှာတနေ့လောက်လှုပ်လိုက်တဲ့လစာလူပြည်မှာတစ်သက်လုံးထိုင်စားလို့ရကြောင်းဝူခုံးကိုပြောလိုက်တဲ့အတွက်ဝူခုံးလည်းစိတ်ဝင်စားသွားပါတယ်။စိတ်ဝင်စားသွားတဲ့ဝူခုံးကမင်းစကားကိုမင်းတာဝန်ယူနိုင်လားလို့မေးတဲ့အတွက်နတ်မင်းလည်းငါလိန်ခဲ့ငါ့ကိုတက်လို့ပြောလိုက်တာကြောင့်ဝူခုံးလည်းနက်ပြည်ကိုလိုက်သွားပါတယ်။နက်ပြည်ကိုရောက်ချင်းဝူခုံးလည်းကြောက်စိမ်းဧကရစ်ကိုဆက်သားဖို့တတိရသေးလာတဲ့မြင်းလေးတွေကိုတွေ့သွားပါတယ်။ဘိုက်စာနေတဲ့ဝူခုံးလည်းဘူဖေးဝါကြိတ်ဖို့အတွက်ဘေးနာနတ်အဖိုးကြီးရဲ့လက်ကိုဆွဲပြီးတတိချင်းတွေကိုခုံချလိုက်ပါတယ်။တတိချင်းတွေကတတိတွေကိုဟိုတကိုက်ဒီတကိုက်ရှောက်ကပ်ပြီးနတ်အဖိုးကြီးကိုငပြောသီးကျွေးတာကြောင့်နတ်အဖိုးကြီးလည်းဒါကြောက်စိမ်းဧကရစ်အတွက်ဖြစ်တာကြောင့်မစားရဘူးပြောတာနဲ့ဝူခုံးလည်းသူ့တယောက်တည်းဘယ်လိုလုပ်ကုန်ပါလဲသူ့အတွက်ငါစားပေးတာဟာဟာဟာဆိုပြီးတော့ဆက်ကြိတ်နေပါတယ်။ဝူခုံးဝါဒီဆွဲနေနန်းတော်ရှိရောက်ပြီးဖြစ်တာကြောင့်နတ်အဖိုးကြီးလည်းဝူခုံးလက်ကိုဆွဲပြီးမြင်းနေပေါ်ကခုံချလိုက်ပါတယ်။ဝူခုံးလည်းနန်းတော်ရှိရောက်ချင်းနန်းတော်တကားဝင်မယ်လုံနေတာကြောင့်အဖြူအောင်ကျန်တဲ့မင်းလည်းဒါတာမန်လူတွေဝင်လို့မရဘူးယာရူးရမှဝင်လို့ရမယ်ဆိုတာရှင်းပြပေမဲ့ဝူခုံးကအတင်းတိုးဝင်တာကြောင့်နန်းတော်တကားပိတ်သွားပြီးအော်ဒတိုင်းနဲ့ဝင်တိုက်ကဖင်ထိုင်ရက်လဲသွားပါတယ်။အားနဲ့အဖြူအောင်ကျန်တဲ့မင်းလည်းဘေးပေါက်ကဝင်ရအောင်ဝူခုံးကိုဘေးပေါက်ကိုခေါ်သွားပါတယ်။ဘေးပေါက်ကဝင်ချင်းမြင်ရတဲ့အိမ်လေးကိုပြပြီးမင်းလည်းတစ်နေ့မြင်းဦးစီးဖြစ်လာတဲ့အချိန်ကျရင်ဒီလိုအိမ်လေးရမှာပို့ဆိုပြီးဝူခုံးကိုမလုံးပေးလိုက်ပါတယ်။ဝူခုံးလည်းငါ့အတွက်အိမ်ဒီတိုက်တွေကားတွေကအရေးမကြီးဘူးငါမြောက်တွေကိုကျွေးဖို့တတိရရရင်တော်ပါပြီဆိုပြီးပြန်ပြောလိုက်ပါတယ်။ဝူခုံးကိုလိုက်ဖို့ပြီးရတယ်အဖြူအောင်ကျန်တဲ့မင်းလည်းမင်းတီမှာခဏဆောင်နေပြီးရင်ငါပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားပါတယ်။ဝူခုံးလည်းရတယ်အေးဆေးလို့ပြောလိုက်ပြီးနက်ပြည်ကအရန်မိုက်တာပဲဇိန်ရှိလိုက်တာလို့ပြောရင်အေးဆေးချေးနေပါတယ်။တစ်ဖက်မှာအဖြူအောင်ကျန်တဲ့မင်းကမြင်းဦးစီးနဲ့ဝူခုံးကိုတစ်နှစ်စာလောက်ဗန်းပြပြီးဒီကိုခေါ်လာနိုင်တဲ့အတွက်အချင်းချင်းပြောဆိုဂုဏ်ယူနေပါတယ်။ပြီးတော့မြင်းဆောင်ငချွတ်လေးကိုလာသာဖြတ်မယ်ဆိုပြီးတော့လည်းအချင်းချင်းတိုင်ပင်နေကြပါတယ်။ကြောက်စိမ်းဧကရစ်ကဝူခုံးပြဿနာမရှောင်ထိမ့်သိမ့်ပေးဖို့မှာလိုက်ကြောင်းလည်းအဖြူအောင်ကျန်တဲ့မင်းကမြင်းဦးစီးကိုပြောပြလိုက်ပါတယ်။မြင်းဦးစီးကလည်းငါးလက်အောက်မှာဘယ်ကောင်းမှအာမချောင်ရဲဦးဆိုပြီးဂုဏ်ယူဝင်ကြောသာပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာအဖြူအောင်ကျန်တဲ့မင်းကိုစောင့်နေရတာပြင်းလာပြီဖြစ်တဲ့ဝူခုံးကနတ်ပြည်ကိုရှောက်ဘက်ကြည့်မယ်ဆိုပြီးကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်။ကောင်းကင်ဘုံကနေနတ်ပြည်ကိုကြည့်ပြီးမန်ယူအိမ်ခွဲထားတောင်ကျဲလိုက်တာဆိုပြီးတော့အံ့ဩနေပါတယ်။ရှောက်ဘက်ကြီးနေမြင်းတင်းကုန်းသားကိုရောက်တော့ဝူခုံးကကိုမြင်းဦးစီးထင်နေပြီးငါတပည့်တွေကိုသွားတွေးလိုက်အောင်မယ်ဆိုပြီးမြင်းတင်းကုန်းတကားကိုသွားခောက်ပါတယ်။အထင်းကနေမြင်းထိန်ဖက်တီးနဲ့ငပိန်ထွက်လာပြီးဘသူ့ကိုတွေးချင်လို့လဲမေးတော့ဝူခုံးကငါမြင်းဦးစီးအစ်စ်ဆိုပြီးဂုံယူစွာပြန်ပြောလိုက်ပါတယ်။ဖက်တီးနဲ့ငပိန်ကလည်းမြောက်လေးတကောင်ဘာလာပြောနေရလဲငါတို့ကမြင်းဦးစီးတကားကိုပဲနားထောင်တာဆိုပြီးတကားကိုပြန်ပိတ်လိုက်ပါတယ်။အားနဲ့ဝူခုံးလည်းတကားကိုစောင့်တွန်းပြီးအထဲကိုဝင်သွားပါတယ်။အထဲလေးရောက်ရောမြင်းတွေအများကြီးကိုမြင်ပြီးဝူခုံးကပျော်နေပါတယ်။မြင်းတွေအများကြီးထဲမှာမြင်းညို့တကောင်ကိုယူစီပြီးတင်းကုန်းကိုပတ်ကြည့်ကမြင်းနဲ့အတူကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်။ဒီမြ
မြင်ကွင်းကိုမြင်လိုက်ရတဲ့မြင်းဆောင်ဖက်တီးကမြင်းဦးစီးနဲ့တွားတိုက်မယ်ဆိုပြီးတင်းကုတ်ကနေထွက်သွားပါတယ်မြင်းဦးစီးကြီးရောက်ချင်းဖက်တီးလဲဝူခုံးကမြင်းတစ်ကောင်ခိုးပြီးဒိုးသွားတဲ့အကြောင်းတိုင်ပါတယ်အဲ့ဒါနဲ့မြင်းဦးစီးလဲငါးလက်အောက်မှာဒီလိုမျိုးတောက်ကွက်ပြောင်းလို့မရဘူးဆိုပြီးမြောက်ကိုသင်္ကန်းစာပေးဖို့အတွက်ချက်ချင်းပဲနန်းဆောင်ပြင်ကိုထွက်သွားပါတယ်နန်းဆောင်ပြင်ကိုရောက်ချင်းကောင်းကင်ဘုံကမြင်းစီးနေတဲ့ဝူခုံးကဟေးတားကြီးတို့နတ်ပြည်ကပြောဖို့ကောင်းတယ်ငါနဲ့လာကစားပါလားဆိုပြီးမခန့်လေးစားသူတို့ကိုပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့အဖြူအောင်ကျဲနဲ့မင်းလဲဝူခုံးကိုမိတ်ဆက်ပေးစရာရှိလို့အောက်ခဏဆင်းခဲ့ပါအောင်ဆိုပြီးလမ်းခေါ်လိုက်ပါတယ်ဝူခုံးလဲဆင်းလာတော့အဖြူအောင်ကျဲနဲ့မင်းကဒါမြင်းဦးစီးမာကျဲဆိုပြီးမိတ်ဆက်ပေးလိုက်ပါတယ်မြင်းဦးစီးလဲဝူခုံးကိုအေးချမ်းမောင်လိုအန်ကြီးကြိတ်ပြီးခြေပြနေပါတယ်အဲ့ဒါနဲ့ဝူခုံးလဲဒီကောင်ကငါနဲ့လှုပ်ဖို့ကိုင်းပတ်မဟုတ်ဘူးလားဒီကောင်ကဘာလို့ခြေနေရလဲငါတို့တွေလာတာရဖို့အတွက်ဒီကိုလာကြတာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်မြင်းဦးစီးလဲတင်းသွားပြီးမြင်းကိုရိုက်တဲ့ဂျိုးနဲ့ဝူခုံးကိုရိုက်လိုက်တာဝူခုံးကိုမထိပဲမြင်းကိုထိသွားပြီးမြင်းလဲထိမရဖြစ်သွားပါတယ်အဲ့ဒါနဲ့မြင်းဦးစီးလဲချော်လဲရောက်ထိုင်ပြီးမြင်းကိုပဲဆက်ရိုက်နေပါတယ်ဒီမြင်ကွင်းကိုမြင်သွားတဲ့ဝူခုံးကတင်းသွားပြီးမြင်းဦးစီးကိုဝင်လုံးကနှစ်ယောက်မင်းပါကောင်လဲငါပါကောင်လဲဆိုပြီးအခြေတင်ဖြစ်နေကြပါတယ်အဲ့ဒါနဲ့အဖြူအောင်ကျဲနဲ့မင်းလဲဝူခုံးကိုဝင်ဆွဲလိုက်ပြီးသဘောထားသေးသိမ်မြောက်မလုံးနဲ့ဆိုပြီးပြောလိုက်ပါတယ်ဝူခုံးလဲငါကသဘောထားသေးသိမ်တာမဟုတ်ဘူးဒီကောင်ကတလိမ့်ဆန်ကိုပလိန်ညင်းစဲနေတာဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်မြင်းဦးစီးကဒီမြင်းညိုကိုထောင်ထဲထည့်လိုက်ဆန်းဆိုပြီးသူ့ရဲ့မြင်းဆောင်တွေကိုအမိန်ပေးလိုက်ပါတယ်အဲ့ဒါနဲ့ဝူခုံးလဲဒီမြင်းကိုငါခေါ်လာတာမြင်းမအပြစ်မရှိဘူးငါမှပဲအပြစ်ရှိရဘာညာအားချောင်နေတော့မြင်းဦးစီးလဲဒါကောင်းကင်ဘုံရဲ့စီကန်းရလောက်တာမင်းကောင်းကင်ဘုံရဲ့စီကန်းတွေမဖတ်ရသေးဘူးလားဆိုပြီးစီကန်းစာရွက်ကိုပေးလိုက်ပါတယ်ဝူခုံးလဲစီကန်းစာရွက်ကိုယူပြီးကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်မြင်းတင်းကုန်းမှာဝူခုံးကအထာကြကြဝစ်စုံနဲ့လမ်းလျှောက်နေပါတယ်နောက်ကမြင်းဆောင်ကတော့စီကန်းတွေဖတ်ပြနေပါတယ်မြင်းတကောင်တရက်လျင်မြက်6 9.99ပိတ်တာနဲ့ရေ8.88ဂါလန်တိုက်ရကြောင်းဘာညာရှောက်ပြောနေပေမဲ့ဝူခုံးကအုတ်ထုတ်ကိုကစားလိုက်မြင်းတွေကိုအစာကျွေးလိုက်နဲ့ရှောက်ဆော့နေပါတယ်မြင်းဆောင်ဖတ်ပြနေတဲ့စီကန်းချက်တွေထဲမှာစီကန်းမလိုက်နာတဲ့မြင်းကိုအပြစ်ပေးတဲ့အကြောင်းပါလာတော့ဝူခုံးကစိတ်ဝင်စားသွားပြီးဘလို့အပြစ်ပေးတာလဲလို့အသေးစိတ်မေးပါတယ်မြင်းဆောင်လည်းစီကန်းမလိုက်နာတဲ့မြင်းတွေကိုအပိုင်းပိုင်းခုတ်ထိတိမ်ဖြစ်ပြောင်းပြီးအဆုံးစီရင်ရကြောင်းပြောတော့ဝူခုံးကမင်းတို့စီကန်းတွေကတောက်တိတ်ပဲမရှိဘူးတောက်ပူတွေရေးထားတာပဲဆိုပြီးစာရွက်တွေကိုဆွဲဖြဲပလိုက်ပါတယ်မင်းကိုအဆုံးစီရင်ပြီးပြန်လာတဲ့မြင်းဆောင်ဝါတုတ်ကိုတွေးတော့ဝူခုံးကလည်းမြင်းကိုဘာလို့လိုက်ပြီလဲလို့ဝါတုတ်ကိုမေးလိုက်ပါတယ်ဝါတုတ်လည်းမြင်းကတိမ်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်တော့ဝူခုံးကမြင်းဆောင်တွေလောက်တာထင်ပြီးမြင်းဆောင်တွေကိုတတ်ဖို့လုပ်ပါတော့တယ်မြင်းဆောင်တွေလည်းသူတို့လောက်တာမဟုတ်ကြောင်းအထက်အမိန်ပေးကြောင်းအထက်အမိန်ကိုမလွန်ဆန်နိုင်ကြောင်းအထက်အမိန်ကိုလွန်ဆန်လို့ရှိရင်သူတို့တွေပါအသက်ခံရနိုင်ကြောင်းဝူခုံးကိုရှင်းပြလိုက်တော့ဝူခုံးကလည်းမြင်းဆောင်တွေကိုတနာသွားပြီးလွတ်ပေးလိုက်ပါတယ်ညရောက်တော့ဝူခုံးလည်းသူနဲ့ယာရုတူတဲ့မြင်းဆောင်တွေနဲ့အတူတူမြင်းတင်းကုန်းမှာပဲအိပ်ရပါတယ်ဝူခုံးလည်းတရေနိုးတော့မြင်းတင်းကုန်းထဲကိုဝင်သွားပြီးသူ့ကိုယ်သူမြင်းညိုအဖြစ်ပြောင်းလိုက်ပါတယ်မနေ့ရောက်တော့မြင်းကိုကောင်းကောင်းမထိန်နိုင်တဲ့မြင်းဆောင်ဝါတုတ်ကိုအထက်ကတက်ခိုင်းလိုက်တာဖြစ်တာကြောင့်မြင်းဦးစီးချုပ်ကဝါတုတ်ကိုတတ်ဖို့အတွက်နတ်စစ်တီတွေကိုတက်ခိုင်းလိုက်ပါတယ်နတ်စစ်တီတွေလည်းဝါတုတ်ကိုတတ်ဖို့လုပ်နေချိန်မှာမြင်းအောင်ဆောင်ထားတဲ့ဝူခုံးကနတ်စစ်တီတွေကိုဝင်တိုက်ပြီးဝါတုတ်ကိုကယ်လိုက်ပါတယ်မြင်းဦးစီးလည်းဒီမြင်းကိုငါတတ်မယ်ဆိုပြီးကျိုးနဲ့ရိုက်လိုက်တဲ့အချိန်မြင်းအောင်ဆောင်ထားတဲ့ဝူခုံးကမြင်းဦးစီးကြီးပြေးလာပြီးကိုင်ပေါက်ပလိုက်ပါတယ်လွင့်ကျသွားတဲ့မြင်းဦးစီးလည်းဒီမြင်းကိုငါရအောင်ထိမ့်မယ်ဆိုပြီးဝူခုံးကမြင်းအောင်ဆောင်ထားမှမသိပဲမြင်းပေါ်ကိုခုန်တက်ပလိုက်ပါတယ်ဒီအပိုင်းမှာမြင်းတွေကြီးပဲတောက်လျှောက်ပြောနေရတဲ့အတွက်ကျွန်တော်လည်းမြင်းစိတ်ပေါက်ပြီးရှားတွေပါလိတ်လာပါတယ်ကိုပြင်းနဲ့ကိုပဲဆိုတော့ထားလိုက်ပါဇလန်းကြောင်းပဲဆက်ပြောပါမယ်မြင်းအောင်ဆောင်ထားတဲ့ဝူခုံးလည်းမြင်းဦးစီးကိုကြောပေါ်တင်ပြီးမြင်းတင်းကုတ်ကတိုင်တွေကိုတောက်လျှောက်ဝင်တိုက်တာမြင်းတင်းကုတ်ပါပြိုသွားပါတယ်ရှာရီလေးထောက်ပါတယ်လဲကျသွားတဲ့မြင်းဦးစီးလဲဒီမြင်းကိုတယောက်ယောက်ဖမ်းဆန်းကွာဆိုပြီးတူတော်မဖမ်းနိုင်ပဲအော်ပြောလိုက်ပါတယ်မြင်းအောင်ဆောင်ထားတဲ့ဝူခုံးကတိန်နေပေါ်လျှောက်သွားနေချိန်ငှက်ပြောသီးစားနေတဲ့အဖြူအောင်ကျင်းနဲ့မင်းကတွေ့သွားပြီးဒီမြင်းကမသေးသေးဘူးလားလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ဝူခုံးကအနောက်ကရောက်လာပြီးဒီမြင်းကငါအယောင်ဆောင်ထားတာတကယ်မြင်းအစ်စ်ကဘယ်ရောက်သွားပြီလဲလို့အဖြူအောင်ကျင်းနဲ့မင်းကိုမေးလိုက်ပါတယ်အဖြူအောင်ကျင်းနဲ့မင်းလဲကြောက်စိမ့်ဧကလေးရဲ့အမိန်နဲ့တက်လိုက်ရတာဖြစ်ကြောင်းဝူခုံးကိုပြောလိုက်တဲ့အတွက်ဝူခုံးလဲမင်းတို့နတ်ပြည်ကြီးကတရားမျှတမှုလည်းမရှိဘူးအခုချိန်ကစပြီးငါအလုပ်ထွက်တယ်နတ်ပြည်ကိုတရားမျှတမှုရှိအောင်ငါလုပ်မယ်လို့ကြွေးကြော်လိုက်ပါတယ်အဲ့ဒီချိန်ကောင်းကင်မှာတိမ်မဲတွေတက်လာပါတယ်ဝူခုံးလဲတွေ့သွားပြီးသူ့ကိုဖမ်းမဲ့နတ်စစ်တီတွေရောက်လာတာဖြစ်တဲ့အတွက်မြင်းအောင်ဆောင်ပြီးကောင်းကင်ပေါ်ပြန်တက်သွားပါတယ်တိမ်နေကြားတွေကနေကြောက်တန်ဆူးကြိုးတွေထွက်လာပြီးနတ်စစ်တီဘလူးတွေကမြင်းအောင်ဆောင်ထားတဲ့ဝူခုံးကိုဝိုင်းပြီးဖမ်းလိုက်ပါတယ်ပြီးတော့မြားရည်နဲ့ဝိုင်းပစ်ပါတယ်အေးဆေးပါပဲမီးနဲ့ပါထက်ရှို့ပါတယ်သူမမုန်းတာလောက်တော့မပူလောင်ပါဘူးစိတ်မရှိတော့တဲ့ဝူခုံးလဲမြင်းကနေဝူခုံးပုံစံပြန်ပြောင်းပြီးတော့သူ့ကိုချုံနှောင်ထားတဲ့ကြိုးတွေအားလုံးဖျက်ချလိုက်ပါတယ်မြင်းကနေဝူခုံးပြန်ပြောင်းသွားတော့နတ်စစ်တီတွေမြင်သွားတဲ့အတွက်နတ်စစ်တီတွေအားလုံးလန့်သွားပါတယ်အဲ့ဒီချိန်ဝူခုံးကမြင်းဦးစီးကိုဒုံးနဲ့ပြေးရိုက်ပါတယ်မြင်းဦးစီးလဲရှောင်လိုက်တာနတ်စစ်တီဘလူးနဲ့ဝင်တိုက်မိပြီးမြင်းတင်းကုတ်ထဲကိုပြုတ်ကျသွားပါတယ်ဝူခုံးကိုတိုက်ခိုက်ဖို့အတွက်အခြားနတ်စစ်တီတွေထပ်ရောက်လာချိန်သူတို့တောင်ဘာမှမလုပ်ရသေးခင်ဝူခုံးကသူတို့လက်နက်တွေကိုဒုံးနဲ့ရိုက်ပြီးဖျက်ဆီးပလိုက်ပါတယ်နတ်ဘလူးတွေကမြားနဲ့ပစ်ပါတယ်ဝူခုံးကဒုံးနဲ့ကာပြီးအားလုံးကိုလွတ်ထွက်သွားအောင်လုပ်လိုက်ပါတယ်ရှိသမျှနတ်စစ်တီတွေအားလုံးဝူခုံးကိုရောင်ကြီးနဲ့ဝိုင်းပြကြပါတယ်ဝူခုံးလဲဂါထာတွေရွတ်ပြီးတံပြန်တိုက်ကွက်နဲ့အားလုံးတမပေးလိုက်ပါတယ်ဖျို့ဖျဲဖြစ်နေချိန်မြင်းတင်းကုတ်ကမြင်းတွေအားလုံးလွတ်သွားပြီးနတ်ပြည်ကြီးလဲဟိုတန်းမီးလောင်သလိုဖြစ်နေပါတယ်မြင်းတွေထွက်ပြေးနေတာကိုကြည့်ရင်ဝူခုံးကဒီမှာကြောက်စိမ့်ဧကရဲ့ဒီနေ့မှာမြင်းတွေအားလုံးလွတ်လိုက်ပြီးနောက်နေ့မှာမင်းတို့နတ်ပြည်တစ်ခုလုံးကိုငါဖျက်ဆီးပြမယ်ဆိုပြီးကြွေးကြော်ရင်းအပိုင်းသုံးလဲပြီးသွားပါတယ်